present perfect tense ကိုဘလို့နေရာမှာလုံးဝသုံးလို့မရဘူးလေအဲဥစ္စာလေးကိုခြေရဒီနေ့လာပြောပြပေးမှာပဲဖြစ်ပါတယ်အကုန်လုံးကတော့သုံးလို့ရတဲ့နေရာတွေကိုသိကြများတယ်ပေါ့နော်အခုဒီနေ့ခြေရဒီနေ့ဒီအချိန်မှာ present perfect tense ကိုလုံးဝမသုံးရမယ့်နေရာလေးကိုလာပြောပြပေးမှာပေါ့နော်အဲ့ဒီနေရာလေးကဆိုလို့ရှိရင်တော့ခြေတို့ဥမာနဲ့ပြောရမယ်ဆိုလို့ရှိရင်I bought a dress yesterday ပေါ့နော်ဒီမှာဆိုလို့ရှိရင်ခြေကဒီ past simple ပေါ့နော် verb ကိုသုံးပြီးပြောထားတာအဲ့ဒီဥစ္စာကိုမှခြေတို့ကဒီpresent perfect ရဲ့ form ဖြစ်တဲ့ has a plus verb 3 I have bought a new dress yesterday ဆိုပြီးတော့လုံးဝသုံးလို့မရဘူးပေါ့နော်အဲ့လိုမျိုးဒီ tense တွေခြေတို့ဒီအချိန်အတိအကျ yesterday ဆိုတဲ့အချိန်အတိအကျပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ present perfect tense ကိုလုံးဝသုံးလို့မရတာပဲဖြစ်ပါတယ်ခြေတို့ဒီအချိန်အတိအကျပါတဲ့အကြောင်းအရာတွေကိုပြောချင်တဲ့အခါမှာဆိုလို့ရှိရင် past tense ဖြစ်တဲ့ verb ကိုပဲအသုံးပြုပေးရပါတယ်ခြေတို့ present perfect tense ကိုဆိုရင်ကိုယ့်ရဲ့အတွေ့အကြုံ experience တွေကိုပြောတဲ့အခါမှာအချိန်အတိအကျမရှိဘဲနဲ့ဘယ်အချိန်တော့လုပ်ခဲ့တာမှန်မတိကျတဲ့ခါမျိုးမှာပဲသုံးပေးရတယ်ပေါ့နော်အချိန်အတိအကျပါတဲ့ခါမျိုးမှာဆိုလို့ရှိရင်တော့ past tense ဖြစ်တဲ့ verb ကိုပဲအသုံးပြုပေးရပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်တတား